လောကမှာလူတော်ဆိုတဲ့သူတွေဟာကိုယ့်အပြစ်တွေကိုကိုယ့်လိုအပ်ချက်တွေကိုရှားကြံပြီးတော့ပြုပြင်နေကြတယ်ကိုကောင်းအောင်တိုးတက်အောင်ကိုယ့်ရဲ့လိုအပ်ချက်တွေပဲရှားကြံပြီးတော့ပြုပြင်ကြတယ်အရေးအသွေးမရှိတဲ့လူညံ့တွေကတော့အစင်မပြေမှုတွေဖြစ်တိုင်းသူများကိုလက်ညှိုးထိုးဖို့ရှားကြံနေကြတယ်တခါကမိဘနှစ်ပါးနဲ့သားတစ်ယောက်သမီးတစ်ယောက်အားလုံးမိသားစု၄ဦးနေထိုင်ကြတယ်ဒီနေ့မှာတော့သားဖြစ်သူကရင်နွေးတောက်ပြီးတော့ရင်နွေးပကံကိုဇပွဲရဲ့အဆက်မှာထားပစ်ခဲ့တယ်မကြခင်သမီးဖြစ်သူအငယ်မကလည်းဇပွဲပေါ်မှာထမင်းစားမယ်ဆိုပြီးတော့ထမင်းပကံနဲ့ပြာနဲ့ရောက်လာပြီးတော့လှုပ်တော့သားဖြစ်သူဇပွဲအဆက်မှာထားခဲ့တဲ့ရင်နွေးပကံကိုတိုက်မိပြီးတော့ရင်နွေးပကံကြကွဲသွားတယ်အဲ့ဒီအခါမိသားစုအားလုံးကသမီးကိုဝိုင်းဆူကြတယ်ဒီလောက်မှမမြင်ဘူးလားဒီလောက်ရှက်ရသလားနဲ့ပေါ့ဒီတော့လေသမီးကမခံပြန်ဘူးသူရှက်လို့သူမမြင်လို့မဟုတ်ဘူးသူ့အကူကရင်နွေးတောက်ပြီးတော့ရင်နွေးပကံကိုဇပွဲအလဲမှာမထားခဲ့ပဲဇပွဲအဆက်မှာထားခဲ့လို့ခုလိုဖြစ်ရတာဆိုပြီးတော့တအိမ်လုံးစူးစူးညံ့နေဖြစ်ကုန်တယ်ဒီတော့သားဖြစ်သူကလည်းဇပွဲအဆက်မှာငါထားလို့ကြီးမဟုတ်ဘူးတိုက်တဲ့သူကလည်းတိုက်လို့ဖြစ်တာအမေကလည်းဒီလိုကွဲတတ်တဲ့ပကံတွေကိုထုတ်ပေးလို့ကွဲတာအမေလည်းအပြစ်ရှိတာပဲတကယ်ဆိုမကွဲတဲ့ပကံတွေထားပေးပါလားနဲ့အမေကိုပါအပြစ်တွေပုံချလာကြတယ်နောက်အမေဖြစ်သူကလည်းဟဲ့ငါကလည်းဒီလိုပကံတွေရှိလို့ဒီလိုပကံတွေထုတ်ပေးရတာပေါ့ဈေးကနင်တို့အဖေကဒီလိုပကံတွေဝဲလာတာကိုတကယ်ဆိုဘိုက်ဘာပကံတွေဝဲပေးရင်ဘိုက်ဘာပကံတွေချပြီးမှပေါ့နဲ့တအိမ်လုံးပိုးပြီးတော့စူးစူးညံ့ဖြစ်ကုန်တယ်ဖခင်ဖြစ်သူကလည်းဟာဘိုက်ဘာပကံတွေဝဲပေးချင်တာပေါ့မင်းတို့ကအသုံးအဖြုံးတွေမလျှော့တော့ငါရှာသမျှမင်းတို့မိသားစုဖြုံးပြကြလို့ငါမှရှိတာလေးနဲ့ရတာဝဲလာခဲ့ရတာမင်းတို့အားလုံးအသုံးမကျလို့ဆိုပြီးတော့အပြစ်ကိုအားလုံးတဦးနဲ့တဦးလွှဲချနေကြတယ်မိသားစုအားလုံးစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ကုန်ကြတာပေါ့အဲ့ဒီမိသားစုဘယ်တော့မှတိုးတက်မှာမဟုတ်ဘူးဘာကြောင့်လဲဆိုရင်အပြစ်တစ်ခုဖြစ်သွားတဲ့အခါငါဘာမှားသွားလဲငါနောက်တစ်ခါဒီလိုမဖြစ်အောင်ဘယ်လိုပြုပြင်ရမလဲဆိုတဲ့ကိုယ်လိုအပ်ချက်တွေကိုမရှာကြဘဲနဲ့သူများကိုပဲအပြစ်ပုံချဖို့အားထုတ်နေကြလို့ပဲနောက်အဲ့ဒီအိမ်နဲ့အိမ်ချင်းကပ်လျက်မှာလဲဒီပုံစံအတိုင်းသားအမိသားအဖ၄ဦးနေထိုင်ရတယ်ဒီပုံစံအတိုင်းမှာပဲသားဖြစ်သူကရင်နွေးတောက်ပြီးတော့ရင်နွေးပကံကိုဇပွဲဇက်မှာထားခဲ့လို့သမီးဖြစ်သူကထမင်းစားမယ်လှုပ်တော့အဲ့ဒီရင်နွေးပကံကိုတိုက်မိပြီးတော့ပကံကြကွဲသွားပြန်တယ်ဒီအခါမှာသမီးဖြစ်သူကအမေသမီးကြောင့်ရင်နွေးပကံကြီးကြကွဲသွားပြီသမီးဂယူးမဆိုင်လို့ခုလိုဖြစ်သွားတာသမီးကဘာလို့အဲလူတွေဖြစ်နေမှမသိဘူးအမြဲဂယူးဆိုင်တာကိုအဲလူဖြစ်သွားတယ်သမီးမှားသွားလို့ပါနော်နောက်ကိုမဖြစ်အောင်သမီးဂယူးဆိုင်ပါမယ်နော်လို့မိသားစုရှိရာဘက်ကိုကြည်ပြီးတော့ပြောခဲ့တယ်အဲ့ဒီအခါရနွေးတောက်သွားတဲ့အကိုဖြစ်သူကလည်းညီမလေးအပြစ်ကြီးမဟုတ်ပါဘူးကိုကြီးကလည်းရနွေးတောက်ပြီးပကံကိုဇပွဲအဆက်မှာထားခဲ့မိလို့ပါတကယ်လို့ဇပွဲအလေကောင်ထားခဲ့ရင်ဘယ်လွယ်နဲ့ကြမလဲအကိုကပေါ့လျှော့နဲ့ထားခဲ့မိလို့ပါညီမလေးအပြစ်ကြီးမဟုတ်ပါဘူးအကိုကြီးအပြစ်လဲပါပါတယ်နောက်ကိုအကိုလည်းအဲ့လိုမထားတော့ဘူးရနွေးတောက်ပြီးဇပွဲအလယ်မှာပဲပကံကိုထားပြအောင်သတိထားရမယ်လို့သားဖြစ်သူကလည်းမိသားစုအားလုံးရဲ့မျက်နှာတွေကိုကြည့်ပြီးတော့ပြောပြန်တယ်အဲ့ဒီအခါအမေလှုပ်သူကလည်းဝန်းပြောပြန်တယ်သားတို့သမီးတို့ကြီးအပြစ်တွေမဟုတ်ပါဘူးအမေကလည်းရနွေးပကံတွေတောက်ပြီးတော့တခါတည်းဆေးနိုင်အောင်ရေစလုံးလေးတစ်ခုဇပွဲပေါ်မှာမထားမိလို့ပါတကယ်လို့သာရနွေးတောက်ပြီးသားပကံတွေထည့်ထားခဲ့ဖို့ရေစလုံးလေးတစ်လုံးဇပွဲအလယ်မှာထားမယ်
အဲ့လိုအကျင့်လှုပ်ထားမယ်ဆိုရင်ခုလိုဖြစ်မှာမဟုတ်ဘူးအမေလဲလိုသွားတာပဲနောက်အမေလဲအဲ့ဒါလိုရေစလုံးလေးတစ်လုံးထားပြီးမယ်ဒါသင်ငန်းစာပေါ်လို့ဖခင်ဘက်ရောသားသမီးတွေဘက်ရောလှည့်ပြောလိုက်တယ်ဒီတော့ဖခင်ဖြစ်သူကလည်းတကယ်တော့မင်းတို့အပြစ်ကြီးမဟုတ်ပါဘူးအဖေကလည်းဈေးသွားတော့ကဘိုင်ဘာပကံနေဝယ်ခဲ့ရင်ခုလိုဖြစ်မှာမဟုတ်ဘူးအဖေကိုကမကွဲတဲ့ပကံဝယ်ခဲ့ရမှာနောက်တစ်ခါပကံဝယ်ရင်တော့တာရှည်ခံတဲ့မကွဲတဲ့ပကံမျိုးဝယ်မယ်လို့ပြောပြီးတော့ကိုယ့်ရဲ့လိုအပ်ချက်တွေကြီးပဲကြည်မြင်ပြီးတော့ပြောကြတယ်ပြင်ကြဖို့စဉ်းစားကြတယ်အဲ့ဒီမိသားစုမှာစိတ်ဆင်းရဲမှုမဖြစ်တော့ဘူးနောက်ကိုယ့်လိုအပ်ချက်တွေကိုပဲကိုကြည့်ပြီးပြုပြင်ဖို့ကိုစီစိတ်ထားတွေရှိနေကြတော့အဲ့ဒီမိသားစုဟာစိတ်လဲချမ်းသာကြတယ်မိသားစုအားလုံးစီလုံးကြတယ်ဒီလိုမိသားစုဟာချမ်းသာသည်ဖြစ်စေမချမ်းသာသည်ဖြစ်စေငြိမ်းချမ်းပျော်ရွှင်တဲ့မိသားစုလေးဖြစ်တာပေါ့ဒါကြောင့်လောကမှာလူတော်ဆိုတဲ့သူတွေဟာကိုယ့်အပြစ်တွေကိုကိုယ့်လိုအပ်ချက်တွေကိုရှားကြမ်းပြီးတော့ပြုပြင်နေကြတယ်ကိုကောင်းအောင်တိုးတက်အောင်ကိုယ့်ရဲ့လိုအပ်ချက်တွေပဲရှားပြီးတော့ပြုပြင်ကြတယ်အည်အသွေးမရှိတဲ့လူညံ့တွေကတော့အစင်မပြေမှုတွေဖြစ်တိုင်းသူများကိုလက်ညှိုးထိုးဖို့ရှာကြမ်းနေကြတယ်လို့ပြောချင်ပါတယ်။ညီကုန်းချုပ်ပြောရရင်ဘာအစင်မပြေမှုတွေဖြစ်ကိုယ့်လိုအပ်ချက်ကိုယ်မှားယွင်းချက်တွေကိုဒါမြင်အောင်ကြည့်ပြီးပြုပြင်နိုင်အောင်ကြိုးစားကြပါလို့ပြောကြရင်းနဲ့ပဲညီကုန်းချုပ်ချင်ပါတယ်။အားလုံးကိုယ့်လိုအပ်ချက်ကိုယ်အားနည်းချက်များကိုပြုပြင်နိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းညီကုန်းချုပ်လိုက်ပါတယ်။